လူ9ယောက်ဆိုင်ဘေးရီးယားနှင်းတော်ထဲကိုဝင်သွားခဲ့တယ်။ဒါပေမဲ့ဘယ်သူမှပြန်ထွက်မလာခဲ့ပါဘူး။ဒါဟာ1959ခုနှစ်တုန်းကဝါရင်တောင်တက်သမားတစုဦးရဲတောင်တန်းထဲမှာအစအနတ်မရှိပျောက်ဆုံးသွားခဲ့တဲ့ဖြစ်ရပ်တစ်ခုပါ။လိုက်ရှာသူတွေကသူတို့ရဲ့စခန်းကိုလူသေးတောင်ကုန်းအပေါ်မှာပြန်တွေ့ခဲ့ရပါတယ်။ထူးဆန်းတာကသူတို့ရဲ့တဲဟာအထဲကနေအပြင်ကိုစုပ်ဖြဲခံထားရတာပါ။ပြီးတော့ဒီလူတွေဟာအပေါ်အင်ဂျီတွေဖက်နှက်တွေတောင်မပါဘဲနှင်းမုန်တိုင်းတွေကိုထွက်ပြေးခဲ့ကြတယ်။သူတို့ခြေရာတွေနောက်လိုက်ကြည့်တော့မှောင်တိကျနေတဲ့တောအုပ်ကြီးတွေကိုရောက်သွားပါတယ်။သူတို့တဲကတချို့ကတစုံတစ်ခုကိုကြောက်လို့ထွက်ပြေးတယ်လို့မျိုးတစ်ပင်ပေါ်တက်ဖို့ကြိုးစားထားကြတယ်။တချို့ကတော့အသေးအတန်ရုန်းကန်ရင်တေဆုံးနေတာကိုတွေ့ရပါတယ်။အဲ့ဒီညမှာပဲလူတချို့ကကောင်းကင်မှာထူးဆန်းတဲ့လိမ္မော်ရောင်အလင်းလုံးတွေကိုမြင်ခဲ့ကြတယ်လို့ဆိုပါတယ်။အလောင်းတွေကိုစစ်ဆေးကြည့်တဲ့အခါအရေပြားရောင်တွေကထူးထူးခြားခြားပြက်နေတယ်လို့ပိုပြီးထူးဆန်းတာကဝတ်ထားတဲ့အဝတ်စားတွေမှာပြင်းထန်တဲ့ရေဒီယိုတက်တိကြွမှုတွေတွေ့ရတာပါပဲ။နှင်းတော်ထဲမှာတော့သူတို့ခြေရာကလွယ်လို့တခြားဘာခြေရာမှမရှိခဲ့ပါဘူး။ဒါကြောင့်လဲလူမမြင်ရတဲ့လှိုင်းနှုတ်တစ်ခုကသူတို့ကိုယူသွတ်သွားအောင်လှုပ်လိုက်တာလားလို့ယူဆကြတာပါ။တရားဝင်အစီရင်ခံစာမှာတော့ဒါဟာနားလည်ရခက်တဲ့အင်အားစုတစ်ခုကြောင့်လို့ပဲဖော်ပြခဲ့ပါတယ်။သူတို့တစုံတစ်ခုစီကနေထွက်ပြေးခဲ့ကြပေမဲ့အဲ့ဒါကဘာလဲဆိုတာခုချိန်ထိဘယ်သူမှမသိခဲ့ပါဘူး။ဒီတောင်ကြီးကတော့အခုထိအေးဆက်နေတော့မှာပဲ။ပြီးတော့သူစောင့်ကြည့်နေသေးပါ။